သမီးရေအဖရေလာအောင်ဟဲ့လာပါပြီလာအောင်ဟဲ့လာပါပြီတရင်ကောင်းတခုပြောချင်လို့ပါဘာများပြောမလဲအဖရေဘာများပြောမလဲအဖရေကြားချင်လှပါပြီပါသွားတဲ့တော်တွင်တနေရာသူတော်စင်တစ်ပါးတွေ့ခဲ့တယ်တွေ့တော့ရောတွေ့တော့ကျင့်သိက္ခာသမားရီဟာထူးစွာပြည့်စုံလှပါတယ်အဲ့ဒီတော့လူပွေသောငန်းကိစ္စပြည့်စုံရအောင်သမီးကဆောင်ရွက်ပေးပြီတော့ဟုတ်လားဟုတ်ကဲ့ဟုတ်ရဲ့လားဟုတ်ကဲ့ပါကောင်းမွန်ရတာစုံလင်စွာဖြင့်ချက်ပြုတ်ပြည်စီခီးနဲ့တွင်သွားရောက်ပါမယ်လေအဖရေစေရနာတရာထားလို့ဆရာတစ်ပါးတို့ဆွမ်းလူမယ်ဘယ်မပွားဖို့မှန်းယူတဲ့စခန်းလူဒီလန်းဤမှန်၍နိဗ္ဗာန်မြောဤမှန်၍နိဗ္ဗာန်မြောစိတ်အကျဉ်းတော်ဤလိုရှင်လန်းဤလိုရှင်လန်းမုတ်ဆိုးသမီးမဆာဝါလေးဆွန်းစေးကပ်ရန်ရောက်ပါပြီဖေယားအလှူခံရန်ကြွတော်မူပါအလှူခံရန်ကြွတော်မူပါအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေယားအဲ့ဒီနားမှာထားခဲ့ပါဘယ်နားမှာလဲဖေယားအဲ့ဒီနားမှာအလို့အိုးအလို့ဖေယားဖေယားငါဘယ်လိုဖြစ်ပါလိမ့်ရင်ထဲမှာမိလျံတွေခုံတောက်ပါပေါ့မျက်စိတွေလည်းပြာခေါင်းတွေလည်းမူယူခြင်းတလို့ငိုခြင်းတလို့ခက်ရကြီးရဲ့ကယိုတရားခဲ့ပါငါတိတ်တွေလေငါမနိုင်တော့ပါကလားတပည့်တော်ပြန်มาတော့မယ်ဥတင်ခဲ့ပါသည်ဖေယားမင်းပြန်ဟေးနေဦးသွားတော့အိုးဘယ်လိုမှလည်းမသိဘူးသွားပါတော့မယ်ဖေယားသွားပါတော့မယ်ဖေယားသမီးဆွမ်းဖို့မသွားသေးဘူးလားမသွားချင်တော့ပါဘူးအဖရေသွားရမှာရှက်တယ်ဘယ်လိုဖြစ်တယ်လဲဒီလိုပါအဖရေသမီးသွားတဲ့အချိန်တိုင်းအတွေ့မခံငါရှောင်းတိန်လို့အစိမ့်တဲ့မဲ့ဟန်တယ်လို့အတန်စိုးနဲ့အမျိုးဟစ်လို့ငိုကြွေးကရဲ့ဆာဝါလေးကိုချစ်တယ်တဲ့ဝါဝါလေးကိုချစ်တယ်တဲ့သမီးပြောရမှာရှက်တယ်အိုးဖြစ်မှဖြစ်ရလိကွယ်ဖြစ်မှဖြစ်ရလိကိလေသာကာမတဏဝဲကြရဲ့ထဲဇက်ရဲနဲ့ခုံပြင်းခုံဆင်းတော့မှာပါကလားဘယ်လိုစီမံကြရင်ကောင်းမလဲအဖရဲ့ဒီလိုလုပ်ကြမယ်လေတက်တချောင်းကဲကောင်းတာမို့အဘသွားပြီးစီးစင်มาတော့မယ်သူတော်စင်ကြီးဥပကဖေယားမုတ်ဆိုးကြီးကရှောက်ထားရန်ရှိပါသည်ဖေယားဆိုးကြီးကရှောက်ထားရန်ရှိပါသည်ဗျာတွေ့ရင်ဘူးမမြင်ရင်ဘူး
မှမကြည့်ရင်ဘူးဝါဝါလေးသာချစ်ချင်တယ်သာဝါလေးကိုချစ်ချင်တယ် ဖယားတတိထားပါဖယားစာဝါလေးနဲ့ထိမ်းမြဖို့အတွက်ဒါခေါ်တာပါဖယား တကယ်ပြောတော့လားတကယ်ပြောတော့လားဒီလိုဆိုရင်လာပါပြီဗျာလာပါပြီဗျာဟေးလာပါပြီဗျာလာပါပြီဗျာလာပါပြီဗျာ မြန်လိုက်ပါမြန်လိုက်ပါမြန်လိုက်ပါ ချစ်တော်မဲကွယ်မဆာဝါရဲ့ကြိုက်တော်မဲကွယ်မဆာဝါရဲ့ တော်ပြီအယူကြီးလို့ပဲ ဒီလိုမခေါ်နဲ့ကွယ် ဘယ်လိုခေါ်ရမလဲ အော်လို့ခေါ် ရှစ်စရာကြီးသွား ဒါဖြင့်ကိုလို့ခေါ်ပါလား ရှစ်ပါတယ်သွား ကိုဥပကခေါ်ပါလား ရှည်လိုက်တာနော် နှုတ်တိုင်းပါဗျာငင်းနာမယ်ပါဗျာ အော် သွားမနေနဲ့နေကိုကြည့်မွန်းတဲ့ချိန်လည်းရှိသေးတယ်အလုတ်လုတ်ရမယ်အိမ်သားတစ်လုံးဆောက်တွင်းကိုနဲ့တူးအမိုးကောင်းအကာကောင်းအားလုံးကောင်းရမယ်အိမ်သားပြီးသွားရင်သိတယ်မဟုတ်လား တိတယ်ဗျာတိတယ်ဗျာ သိရင်သွားပြီးမြန်မြန်ဆောက် ဆောက်ပါမယ်ဗျာဆောက်မယ်ဗျာဆောက်မယ်ဗျာ မောဒလာကိုကိုဦးရဲ့ မမောဘူးခြာပါလေးရဲ့ဝါ ဟွာမနေနဲ့နေကိုကြည့်မွန်းတင်ချိန်ပဲရှိသေးတယ်အလုတ်လုတ်ရမယ် တော့မြမီလား အဝတ်လျှော်ရမယ် မြန်ချောပါအိတ်ချင်တယ် ဆာဝါလျှော်မှာမဟုတ်ဘူးကိုကိုဦးကလျှော်ရမှာအင်းကြီးကတရားအမေကတရားကျော်လျှော်ပြီးရင်တော့သိတယ်မဟုတ်လားမြန်မြန်ဆန်းဆန်းလုပ် လုတ်ပါမယ်ဗျာလုတ်မယ်ဗျာလုတ်မယ်ဗျာ မောဒလာကိုကိုဦးရဲ့ မမောဘူးသာဝါလေးရဲ့အာ ဟွာမနေနဲ့နေကိုကြည့်ညနေဆောင်ပဲရှိသေးတယ်မယုတ်သီးထောင်းအသားခုတ်ထမင်းချက်ဟင်းချက်ပြုတ်ပြီးရင်သိတယ်မဟုတ်လားမြန်ချက် ချက်ပါမယ်ဗျာချက်မယ်ဗျာချက်မယ်ဗျာ မမီရဲ့မရှုရဲ့ဆရာပါကလားဟင်ဒါလေးကတော့ရုပ်ကလေးနှကောင်နေ့စဉ်နေ့တိုင်းကြောင်းကိုလာပြီးအစာတောင်းတဲ့ယုံလေးနှကောင်ဒါလေးကတော့မနဲ့လင်းရင်ဒီလာတောက်တဲ့သမင်လေးတွေမပါဘူးလားဥပကရေမပါဘူးလားကမကီလီညှိပွေလို့ကတ်ခါပူးတော့အယူပမာဖြစ်ရရှာတဲ့ဥပကရေတဏှာအိမ်ဘွဲ့နွန်တွင်းကို
ဆိုတင်းဆင်းပြီးဝိပရိနာမမထိတတိနဲ့ကလိကလိလာဆွာတော့မရှိသည်အနာရပြီမဟုတ်လားဟင်တဘာဝအလွန်ရာကမွန်တော့ကာမကျွန်းဖြစ်လူအတီတိအရွယ်ဒီမှအဝီစီခကြီးကိုတကယ်ဆင်းကျင်သေးသလားဥပကရဲ့နေရရူပေနဘုဒ္ဓိမေကမ္မတိတ်တိမာသောနိတိမိမိအသိဉာဏ်ကိုကျော်လွှား၍မှန်ကန်သောနိအသွင်ဖြင့်ယက်တည်တတ်၏ဖျားကျေးဇူးရှင်မလေးမဆာဝါရဲ့ဒိမာပန်းနဲ့စွာဆုံးမမှုကြောင့်အချိန်မီအကောင်းဆိုးကိုကျိုးကြောင်းထင်သိမြင်ရတာပါပဲဥပကရဲ့ကာယဝစီမနောလီဖြင့်ပြောဆိုကြစီမတတိပွေရာများကိုခွင့်လွှတ်ကြပါဒကာကြီးနဲ့ဒကာမလေးတို့ဥပကကိုတန်းကိုပို့သွားပါတော့မည်သာဓုသာဓု